ဒီလူကတော့တကယ်ကိုပါရမီရှင်ပဲဗျာသူကအပင်တွေကိုပုံစံဆန်းဆန်းနဲ့တမျိုးစမ်းသစ်ပြီးစိုက်ဖြိုးနေတာပါအပင်တွေကြီးထွားလာမဲ့လမ်းကြောင်းကိုလောင်ဟိန်တန်ပေါင်နဲ့ထိန်းချောင်းပြီးပုံတရံဖော်တာမျိုးပါအစပိုင်းမှာတော့တန်မဏိပေါင်တစ်ခုကိုအရင်ဆင်ရပါတယ်အဲ့ဒီနောက်ຫນွေပင်တွေကအဲ့ဒီပေါင်အတိုင်းဖြည်းဖြည်းချင်းတွားတက်သွားပြီးတပြင်းလုံးပြည့်သွားတဲ့အထိစောင့်ရပါတယ်တစ်ရွက်တွေနဲ့တစ်ကိုင်းတွေအပြည့်စုံဖုံးလွှမ်းသွားပြီဆိုရင်တော့အထဲကတန်ပေါင်ကိုပြန်ထုတ်လိုက်ပြီးအတွင်းထဲမှာမီးအလင်းရောင်အပျော့စားလေးတွေထည့်ပေးလိုက်ရုံပါပဲနေဘက်ကြည့်ရင်လည်းလှတယ်လို့နားဘက်မီးလင်းလာတဲ့အခါမှာလည်းမြင်ရသူတိုင်းကိုအံ့ဩမင်သက်သွားစေမှာပါခွေးယုံဒိုင်နိုဆောရုပ်ကနေကားကိုယ်တောင်သေးသေးလေးပုံစံအထိကြိုက်ကက်ပုံစံအကုန်လုပ်လို့ရပါတယ်အပင်အလွာတစ်ခုချင်းစီကိုတီးကြားစီဂယုစိုက်ပေးရပြီးအသေးစိတ်အချက်လက်တွေကိုတဘာဝအတိုင်းဖြည့်ဆည်းပေးရတာပါပြီးတော့တာယာဟောင်းတွေကိုလည်းပန်းဦးပန်းကွက်ပုံတရံအလှစင်စရာတွေအထိပြောင်းလဲပြကြပါတယ်ကြောက်ခဲဖြူလေးခင်းပန်းပင်နဲ့တစ်ပင်စိမ့်လေးတွေစိုက်ပြီးတလွာချင်းစီထပ်သွားရုံပါပဲအပေါ်ဆုံးမှာတော့တစ်ပင်အသေးဒါမှမဟုတ်အုံးပင်အသေးလေးတစ်ပင်စိုက်လိုက်ပါအနာတတ်တွေမှာမီးကြိုးလေးတွေပတ်ပေးလိုက်မယ်ဆိုရင်တော့ဝါညဘက်အလှကတော့တကယ်ကိုအိမ်မက်ဆန်သွားမှာပါဘိုးအားနှိမ် LED မီးလုံးတွေကအပင်တွေကိုလောင်ကျွမ်းပျက်စီးလိမ့်မှာမဟုတ်ပဲနှွေးထွေးအေးချမ်းတဲ့ခံစားချက်ကိုပေးစွမ်းနိုင်ပါတယ်နှွေးပင်အမျိုးအစားပေါ်မူတည်ပြီးရလက်တွေလည်းကွဲပြားသွားနိုင်ပါတယ်ဥပမာ IV ပင်လိုမျိုးဒါမှမဟုတ်နှင်းဆွဲနှွေးပင်မျိုးပေါ့အပင်ကမျိုးချင်းစီရဲ့အရွက်သိအထက်စားကလည်းမတူညီတဲ့အလှကိုပေးစွမ်းမှာပါအခုဆိုရင်သင်ရဲ့ခြံဝင်းဟာတာမန်အလှစင်ယုံတွေမဟုတ်တော့ပါဘူးကိုယ်စိတ်ကြိုက်ပုံဖော်ဖန်တီးပြီးအပြန်အလှန်စီးမျောလို့ရတဲ့ဖန်တီးမှုနယ်မြေတစ်ခုဖြစ်လာတာပါတာမဏိပေါင်ရဲ့ပုံတရံကတော့သင်ရဲ့စိတ်ကူးစိတ်တမ်းပေါ်မှာပဲမူတည်ပါတယ်အပင်တွေကအဲ့ဒီပေါင်ထဲမှာဖြည်းဖြည်းချင်းကြီးထွားလာတာကိုစောင့်ကြည့်ရမှာပါတငယ်ချင်းတို့ရောဘယ်လိုပုံစံမျိုးဖန်တီးကြလဲကောမန့်မှာရေးပေးရပြီးသင်ရဲ့ခြံဝင်းလေးကိုကိုပိုင်မော်ဆန်တဲ့ကစားကွင်းလေးတစ်ခုအဖြစ်ပြောင်းလဲလိုက်ကြရအောင်ဗျာ